အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်နေတဲ့နေရာတော့ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်မှာရှိတဲ့တကြီးမြို့မှာရှိနေတဲ့ဖန်ပြတောင်လေးပဲဖြစ်ပါတယ်ခင်ဗျာဖန်ပြတောင်ရဲ့လှပကိုကျွန်တော်နဲ့အတူသူကြည့်ပေးကြပါခင်ဗျာဒီကောvideo literature yeah, no,